ပြောလေတိုက်တဲ့အကြောင်းကစလာလေဘာလို့လဲဆိုတော့တို့ကလွတ်လည်းပြောတာကြိုက်တယ်ဟုတ်ကဲ့သိရမလားခေါင်းစဉ်တစ်ခုကြီးပေါ်မှာဟိုကာရီကိုလိုင်းကြီးလိုပြည့်တက်ကိုစာသင်ပေးတယ်လို့မဖြစ်စေချင်ဟုတ်ကဲ့ဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့ပြည့်တက်ဆိုចောင်းသားမဟုတ်ဟုတ်ပြီနော်ចောင်းသားမဟုတ်လူတယောက်ကចောင်းသားဖြစ်သွားတဲ့တပြိုင်နက်တည်းကျဉ်ကျက်သွားတယ်ဟုတ်တယ်နော်အဲ့တော့တို့ကစကားပြောတဲ့အခါကျလို့ရှိရင်လွတ်လပ်နဲ့ရောက်တဲ့ဟာပြောခြင်းနဲ့ဟုတ်ကဲ့ free ပြောခြင်းနဲ့နားထောင်တဲ့လူလည်း free နားထောင်အဲ့တော့နားထောင်တဲ့လူကဟိုចောင်းသားတယောက်လို class တစ်ခုတက်နေရတယ်လို့မျိုးစိတ်ပြီးစီးမှုဖြစ်စေခြင်းဟုတ်ကဲ့ဆရာပုံမြင်နားထောင်နေတယ်လို့ပဲဖြစ်စေခြင်းဟာပေါ့ပါပေါ့နော်ဒီအဲ့လိုလေးဖြစ်စေခြင်းအဲ့လိုမဟုတ်လို့ရှိရင်ပြောရလူလည်းပြင်ပန်းတယ်နားထောင်လူလည်းပြင်ပန်းတယ်ဟုတ်နော်အဲ့လိုဟုတ်ဥမာဖြင့်ကျွန်တော်သိနေတာပေါ့နော်ဥလွန်မို့အနေနဲ့ဒီဗုဒ္ဓဘာသာကိုဘယ်လိုမျိုးမြင်လဲတပြိုင်နက်တည်းမှာ communism ကိုဘယ်လိုမြင်လဲပြီးတော့ liberalism ကိုဘယ်လိုမြင်လဲဆိုတော့ဒီမင်းကြောင်းပေါ်မှာရှိနေတဲ့ဝါဒရေးရာနဲ့ပတ်သက်ပြီးတော့နည်းနည်း intro လေးလုပ်ပေးပါလားဟုတ်အများကြီးကတော့တို့လည်းနားမလဲသိလားနော်အများကြီးနားမလဲအဲ့တော့တချို့ဟာကြီးကြားလဲနည်းနည်းပါးပါးသိတာဟုတ်ကဲ့နော်အဲ့တော့ဗုဒ္ဓဘာသာကတော့ဒီအတိုင်းပဲလက်ရှိဘာသာတွေထဲမှာတော့ဟိုစိတ်ဝင်စားဖို့ကောင်းတဲ့ဘာသာတစ်ခုအနေနဲ့မြင်တာပေါ့ဟုတ်နော် really interesting one ပေါ့ဘာဖြစ်လဲ really interesting one ပေါ့နော်စိတ်ဝင်စားဖို့ကောင်းတော့အရာစိတ်ဝင်စားဖို့ကောင်းတယ်စိတ်ဝင်စားဖို့ကောင်းတဲ့ဘာသာဘာဖြစ်လဲလွတ်လပ်တယ်လွတ်လပ်တယ်လို့သဘောကျအဲ့တော့ပြောမယ်ဆိုရင်တော့သူများတွေလည်းပြောနေကြတယ်ဗုဒ္ဓဘာသာကဒီအတိုင်းပဲဟိုပါပေါ့နော်ကိုယ်ွယ်စည်းကပ်ရမယ်ဘာသာဆိုတာထက်လိုက်နာကျင့်သုံးရမယ်ဘာသာတရားအဆုံးအမတရားဖြစ်တယ်ပေါ့နော်ဒီလိုပဲယူဆရလေနော်အဲဗုဒ္ဓဘာသာအဓိကလိုက်နာကျင့်သုံးရမှာအဲ့တော့ကိုကျင့်တရားတွေကိုလိုက်နာကျင့်သုံးရမှာနော်အဲ့လိုမျိုးယူဆရတယ်ကိုယ်ွယ်တယ်ဆိုတာကတော့ကိုကကြည်ညိုတဲ့အခါကိုယ်ွယ်ကြတာမဟုတ်လားနော်အဲ့တော့ဒီအယူဆအတွေးခေါ်တွေလာကလက်ခံနိုင်စရာကောင်းတယ်ဆိုတဲ့အခါမှာဒီလက်ခံနိုင်စရာကောင်းတဲ့အယူဆအတွေးခေါ်ကိုချမှတ်ခဲ့တဲ့ပုဂ္ဂိုလ်ကြီးညိုစရာဖြစ်လာတာပေါ့ဟုတ်လားကြီးညိုသွားတဲ့အခါမှာလူတွေကကိုးကွယ်လာအဲ့ဒီမှာကိုဘောနော်ဒီ walk for peace ဘာလို့ညာလေးရှိတယ်အောင်မြင်မှုတရက်ပေါ့နော်ဘုရားဘာသာရဲ့ဒီ Buddhism ရဲ့ဒီကိစ္စနဲ့သွားဆိုင်တာဒါပေမဲ့ကျွန်တော်တို့ကဘာဖြစ်လို့ဗုဒ္ဓဘာသာအကြရှုံးသွားတာမျိုးဖြစ်ခဲ့တာလဲပေါ့နော်သမိုင်းအစဉ်တွေမှာကျွန်တော်တို့ကဥမာဒီသမိုင်းအစဉ်တွေမှာ Crusade War ဆိုပြီးနော်ဒီမွတ်စလင်နဲ့ဒီအစ္စလာမ်နဲ့ဒီခရစ်ယာန်တိုက်ခဲ့တဲ့ Crusade War နှစ်600-900လောက်ကြာခဲ့တဲ့ Crusade War ရှိခဲ့တယ်အဲ့ဒီနိုင်ငံမှာမှကျွန်တော်တို့ဗုဒ္ဓဘာသာရှိခဲ့တာဒီ Jerusalem ပြဿနာတွေဒါတွေကTrump ကိစ္စတွေပေါ့နော်အဲ့ဒါတွေကြတော့ဆို nationalist တို့ဒီအဲ့ဒါလက်ရစွန်းနေအဲ့ဒါဘယ်လိုမြင်လဲအဲ့ဒါကြတော့တက်စီဘာသာတရားကိစ္စနိုင်ငံရေးကနိုင်ငံရေးကိစ္စပေါ့ဟုတ်လားနိုင်ငံရေးကလည်းဘာသာတရားကိုအသုံးချခေတ်ဆက်ဆက်မှာအသုံးချတာအဲ့လိုအသုံးချတဲ့အခါမှာတခါတရံကြရင်တော့ခုနကပေါ့ကွာအောင်မြင်တဲ့ empire တယောက်ကအသုံးချကံဖြစ်သွားတဲ့အခါမှာခီးပေါက်သွားတာပေါ့ဟုတ်တယ်နော် imperialism မဟုတ်လေဘယ်လိုပဲဖြစ်ဗမာပြည်မှာဗုဒ္ဓဘာသာမြန်ဆန်ဆွဲသွားတာຫນွယ်ထားကြဟုတ်တယ်နော်အဲ့တော့ဘယင်ကအသုံးချလိုက်တဲ့အခါမြန်ပေါက်သွားတာပေါ့အရှင်မွေးနေချင်းကြီးပဲလေဟုတ်လားအစ္စလာမ်လည်းဒီတိုင်းပဲလေဟုတ်လားရှားဘယင်လားဟုတ်နော်ရှားဘယင်ထင်တယ်နော်ဆိုပါနော်ဒီအစ္စလာမ်ဘာသာပြန်ပွားရေးတက်ကိုသူစစ်ပွဲကြီးဆင်နွှဲလိုက်တာဟုတ်တယ်နော်ဘယ်လိုပဲဖြစ်ပထမဆုံးလက်ခံသည်ဖြစ်စေလက်မခံသည်ဖြစ်စေတခါ install လုပ်လိုက်တာဟုတ်လားအဲ့တော့ကျေပြန့်သွားတာ force installation လုပ်တာဟုတ်နော်ဘယ်လိုပဲဖြစ်ကွာမင်းခုနဟိုပါပေါ့ဟိုအင်အားရှိတဲ့လူနဲ့ကပ်မိတဲ့လူကကြီးထွားသွားတာပဲလက်ခံလားမသိဘူးအဲ့ဒါဆိုရင်အဲ့ဒီမဘတ်တွေကလည်းပဲသူတို့ကအားကြီးသူနဲ့ပေါင်းပြီးတော့မျိုးဘာသာသာသနာဆိုတဲ့ဟာမျိုးဖြစ်ဟုတ်တခုတော့ရှိတာပေါ့
ဟို နှံဖို့လဲလို့သေးတယ် ဟိုခပ်ပေါ်နဲ့ဟိုတိတ်မပေါ်တာ ဟုတ်လေ तू ကဒီလိုပေါ့ပစ္စည်း quality ကလည်းကောင်းဖို့လို့သေးတယ် ဟာ ကြော်ညာဘလောက်ကောင်းကောင်းပစ္စည်းက quality မကောင်းလည်းခဏပဲခံတယ်ဟုတ်လားကြော်ညာပေါင်းတယ်မဖြစ်မနေမဝယ်မနေရဆိုပြီးရောင်းတယ်ဈေးကွက်ထဲကိုမြန်ပြန့်သွားတယ်ဒါပေမဲ့ဒီပစ္စည်းက quality ကောင်းတယ်ဆိုတော့စစ်ပေါက်သွားတာပေါ့ quality မကောင်းဘူးမမှန်ကန်မှုဆိုတော့မြန်ပြီးကျဆုံးသွားတာပေါ့ဟုတ်လားအဲ့လိုသဘောတရားတော့ရှိတယ်အဲ့တော့ဘယ်ဘာသာပဲဖြစ်ဖြစ်ပြန့်နှံ့စိုးမိုးသွားတဲ့အဓိကအကြောင်းရင်းတွေကတော့ခုနဒီ empire ဘယင်တွေပေါ့နော် empire ဘယင်တွေခုနကတော့နိုင်ငံတွေရဲ့ဘယင်တွေကနေပြီးတော့မှဒီဘာသာကိုကြီးညိုပြီးတော့မှအသုံးချလိုက်တဲ့အခါကြီးညိုလို့အသုံးချတာရှိတယ်အသုံးတက်လို့အသုံးချတာရှိတယ် ဟုတ်ကဲ့ ဟုတ်နော်ဘာသာရေးကအမြဲတမ်းနိုင်ငံရေးသမားတွေရဲ့အသုံးချကံပဲဟုတ်ပြီနော် ဟုတ် အဲ့လိုမျိုးသုံးချလိုက်တဲ့အခါမှာဒီကောင်ကျေပြန့်မှုကတက်သွားတယ်အဲ့လိုကျေပြန့်သွားတဲ့အတိုင်းတာမှာ brand ထဲမှာလည်းခုနသူ့ရဲ့ quality ပေါ့နော်သူ့ရဲ့ quality ဆိုအမေးမြန်းခံနိုင်မှုအစစ်စစ်ခံနိုင်မှုရှိတဲ့အခါကျရင်လည်းတည်တံ့သွားတာပေါ့ဒီသဘောတရားတော့ရှိတယ်ဟုတ်အဲ့မှာဘောကောဒီကျွန်တော်သိကျင်တာလေးပေါ့နော်သိကျင်တာလေးရှိတယ်ဘာလဲဆိုတော့ဒီကျွန်တော်လေ့လာဘူးတာရှိတာပေါ့ရှိခဲ့ဘူးတာမှာ liberalism ရဲ့အစွန်းကိုရောက်သွားခြင်းက community လောဝဲအစွန်းဟိုရောက်သွားခြင်းနဲ့တွားများတိုက်ဆိုင်သလားဆိုတာမဖြစ်နိုင်ဘူးပေါ့နော်အဲ့ဒါဘယ်လိုဖြစ်နေလဲ ဖြစ်နိုင်ပါဘူးအစွန်းရောက်တာတော့ဘယ်မှမကောင်းဘူးလေဟုတ်မလားအစွန်းရောက်ရင်ဘယ်တော့မှမကောင်းဘူးအစွန်းရောက်ရင်တော့ပြဿနာရှိတယ်ဟုတ်နော်ဟိုဒါကြောင့်လဲခုနကတော့မစ္စည်းမပฏิပဒါကိုကင်ထားတဲ့ဗုဒ္ဓဘာသာကကြာရှည်ခံတဲ့သဘောပေါ့ဟုတ်မလားဆိုကြပါစို့ကွာစီချက်ခောက်ဆွဲစားတာအသားပိုင်ကောင်းတယ်အသားများရင်ပိုကောင်းတယ်အသားကြီးပဲဆိုရင်စီချက်ခောက်ဆွဲမဟုတ်တော့ဟုတ်တယ်နော်အဲ့တော့စီချက်မင်းပြောတာစီချက်ခောက်ဆွဲလို့ပြောတာကောင်းအောင်ရဖြစ်သွားဟုတ်မလားကောင်းအောင်အေးပေါ့ဟိုမင်းပြောစီချက်ခောက်ဆွဲလို့တာစီချက်ခောက်ဆွဲလို့တာအသားများမှအရသာရှိတာဟုတ်လားအသားကိုထင်းနေနောက်ဆုံးပြီးခောက်ဆွဲမှပါတော့တဲ့အခါမှာစီချက်ခောက်ဆွဲမဟုတ်တော့ဘူးဒါကဘာလဲဆိုတာဒါ maximum limit မရှိရဟုတ်လားအဲ့လိုပဲစီချက်ခောက်ဆွဲဆိုခောက်ဆွဲကြီးပဲဘာအသားမှမပါလဲရတာမရှိပြန်ဘူးmaximum ပฏิပဒါဆိုအဲ့ဒါကိုပြောတာအဲ့တော့ limit ရှိတယ် minimum limit နဲ့ maximum limit ရှိတယ်အဲ့ဒီခုကြားတဲ့ကိုတို့ယူရပဒစကား bandwidth လို့ခေါ်တယ် buoyant bandwidth ဆိုတာကမင်းဒီနဲ့ဒီကြားထဲမှာမင်းချောက်သွားဘာမှအန်တရမဖြစ်ဘူးလို့ပြောတာ तू သွားပိုင်ခွင့်ရှိတဲ့နေမျိုးပြောမြတ်ကြီး equilibrium မဟုတ်ဘူး equilibrium မဟုတ်ဘူး bandwidth ဆိုတာက तू သွားလို့ရတဲ့အကွာအဝေးပဲတိလားအဲ့ရကြော်သွားရင်သူ့နေမဟုတ်တော့ဟုတ်လားအဲ့လိုနေပေလေးရှိရအဲ့တော့ခုနကလိုကစီချက်ခောက်ဆွဲရဲ့အရသာမပြတ်သွားတဲ့ bandwidth ဆိုတာရှိတယ်ဆိုကြပါစို့ခောက်ဆွဲရတစ်စိတ်သားဆိုရင်အသားအသုံးချက်သားဖြစ်ရမယ်ဒါမှမဟုတ်ရင်ခုနရှစ်ချက်သားဖြစ်ရမယ်ပေါ့ရှစ်ချက်သားကြော်သွားရင်ခောက်ဆွဲရတာပြတ်ပြီးသုံးချက်သားတဲ့နင်းခောက်ဆွဲရတာမရှိတော့ဘူးဟုတ်နော်အဲ့မဟုတ်သေးဘူးကျွန်တော်မေးနေတာရှိတယ်ပြောဘာလို့လဲခုနပြောတာအစွန်းရောက်တဲ့သဘာဝကိုပြောပြအစွန်းရောက်တဲ့သဘာဝကိုပြောပြဟုတ်ပါဟုတ်ပြီနော်ကျွန်တော်ထပ်မေးချင်တာဟိုဗုဒ္ဓပေါ့နော်ဒါတိဋ္ဌထဗုဒ္ဓသူ့လိုသိလိုက်ရင်လူကပြဿနာတက်တယ်ဟိုထို့ပြင်ယဟန္တာဆိုရင်ယဟန္တာဖြစ်သွားပြီဆိုရင်သူကအသက်ရှင်ဖို့မရှိတော့ဘူးနေလို့မရတော့ဟုတ်ယဟန္တာချက်ချင်းအဟိဘိက္ခုခေါ်ပြီးတော့ဒီသင်္ကန်းခြုံရမယ်ပေါ့အနေသားမျိုးပေါ့နော်အဲ့ဒီလိုခြေနေမျိုးယဟန္တာဟာတို့ဗုဒ္ဓဆိုတဲ့လူတတ္တဝမျိုးอ่ะကျွန်တော်တို့နဲ့မရောက်သေးတဲ့မမီသေးတဲ့လူတွေနဲ့ကြတော့မဆိုင်ဘူးပေါ့အဲ့လိုတော့ပြောလို့မရဘူးလေဟုတ်တယ်နော်ယန္တာလူတယောက်ကယန္တာဖြစ်သွားတာနဲ့ဗုဒ္ဓနဲ့ကွာသေးတယ်နိဗ္ဗာန်ရောက်မဲ့သူချင်းတော့တူတာပေါ့ဗုဒ္ဓကကြတော့တရားဝါတွေကိုဆုံးမဖို့အမှန်တရားကိုလမ်းပြဖို့ကိုဒီဖျားစုကိုပန်ခဲ့တာလူတွေကိုလမ်းပြဖို့လာခဲ့တာတာမန်အပြင်လူတယောက်ကဖယယန္တာဖြစ်သွားခဲ့မှာဆိုလို့ရှိရင်သူကနိဗ္ဗာန်သွားဖို့ရည်ရွယ်ချက်နဲ့ယန္တာကို
ဖြစ်အောင်လေ့ကျင့်တာ ဟာ အဲ့တော့ရည်ရွယ်ချက်ကမတူဘူးဗုဒ္ဓကတော့မတိမချင်းလူတွေကိုလမ်းပြတဲ့အလုပ်ကိုလုပ်သွားတယ်ဒါသူ့ရဲ့ရည်ရွယ်ချက်ဖြစ်တယ် ဟုတ် ဒါပေမဲ့တခြားယဟန်တာတစ်ပါးကတော့ဗုဒ္ဓလိုပဲသူလည်းခုနနိဗ္ဗာန်ရောက်မှသူပဲ ဟာ သို့တော်လည်းပဲသူ့ရဲ့ထွက်ရလမ်းကိုတွားရဖြစ်တဲ့အတွက်ကြောင့်လူတွေကိုလမ်းပြတဲ့တာဝန်သူယူခြင်းမှယူမယ်ဒါပေမဲ့လူတွေကြောင့်သူ့မှာစိတ်အနှောက်အယှက်တော့မဖြစ်တော့ ဟာ ဟုတ်နော်ယဟန်တာကခုနယဟန်တာတစ်ပါးအနေနဲ့ဘယ်လိုပြောအောင်ဆိုတော့ဒီကိလေသာတွေများနေလူတွေနဲ့နေလို့မရဘူးဆိုတော့မဟုတ်ဘူး ဟာ ။ဘာလို့ဆိုတော့ဘယ်လောက်ပဲဟိုကိလေသာများလို့ဖြစ်ဘာတွေပဲဖြစ်ဖြစ်အဲ့ဒါကြီးကသူ့ဘာမှာအဖက်မဖြစ်တော့ဘူး။ဒါကြောင့်ယဟန်တာတစ်ပါးကပုထုဇဉ်နဲ့နေလို့မရဘူးဆိုတော့မဟုတ်ဘူး ဟာ ။နေလို့မရဘူးဖြစ်နေတယ် तू ကယဟန်တာမဖြစ်သေးဘူး။ဟုတ်တယ်နော်။သိလားဥပိ္ပခာတရားကိုလွန်သွားပြီဥပိ္ပခာတရားကိုအောင်မြင်သွားပြီ အဲ့လို နားလေတယ်လေ နောက်တစ်ခုကျွန်တော်မေးချင်တာက อืม ဒီ illusion လို့ခေါ်မှာပေါ့နော် อืม hallucination လို့လည်းခေါ်တယ်သူကမာယာ ဟမ် အဝိဇ္ဇာ ဟမ် မောဟဆိုတာမျိုးပေါ့နော်ဒီဒါဟိုဘာသာပြန်ရင်းနေပေါ့နော်ဥပမာဒုက္ခဆိုရင် suffering လို့ပြန်ညတာ อืม ပေါ့ဟိုတဏှာဆိုတာကျွန်တော်တို့ attachment လို့ပြန်ညတာပေါ့ဒါဘာသာပြန်မှုတွေ အေးပါအေးပါ ဒီ attachment ဆိုရဲကန့်ညှိမှုပေါ့နော် อืม အဲကျွန်တော်တို့အသိသိသာသာရှိပါတယ်ကျွန်တော်တို့မှာရှိတယ်ပြီး suffering ဆိုတာလည်းသိသိချာချာရှိတယ်ဒါပေမဲ့မောဟဆိုတဲ့စကားလုံးကကျွန်တော်ခဲရင်သွားတာပေါ့နော် မဟုတ်လေအဲ့တော့သဘောတရားကိုဆွေးနွေးနေကြတာလား linguistic ကိုဆွေးနွေးနေတာလားဆိုတာဖြစ်သွားပြီ ဟာ ဟုတ်နော်တို့ကမြန်မာအချင်းချင်းပေါ့ကွာ ဟုတ် မြန်မာအချင်းချင်းသဘောတရားကိုဆွေးနွေးမယ်ဆိုရင်အင်္ဂလိပ်လိုတွေဘာသာပြန်မနေနဲ့ အာဟုတ် တခါတရံမှာဒီပါဠိစကားကိုဗမာလိုပြောလို့ခက်တဲ့အခါမျိုးကြာတော့အင်္ဂလိပ်စကားကိုသုံးသင့်တယ်တခါတရံအင်္ဂလိပ်စလုံးကပို့ပြီးရှင်းလို့ပို့လွယ် အာအဲ့လို ဟုတ်နော် clear to understand ပို့ဖြစ်တယ် ဟုတ် အဲ့ခါကျရင်တော့တို့ကအင်္ဂလိပ်ဟောရတာကိုသုံးသင့်တယ် ဟုတ် တာမှာအပြင်ဒီကောင်ရဲ့သဘောတရားကိုဆွေးနွေးရင်တော့နံပါတ်1ကမြန်မာလိုနံပါတ်2ကဟိုပါဠိ background ပေါ့ ဟုတ်ကဲ့ တခါတရံတော့အင်္ဂလိပ်စကားကိုသုံးရမယ်အဲဒီလိုမျိုးလေးရှိတယ် ဟုတ် ဟမ် ဒီကျွန်တော်သိချင်တာအဲ့ဒီမောဟဆိုတာရယ်အဝိဇ္ဇာဆိုတာရယ်ပြီးတော့ဒီကျွန်တော်ပါဠိလိုဖြစ်မှာပေါ့နော်အဲ့တော့ဖေနပိန္ဒုပမံရူပံဆိုတာရှိတာဖေနပိန္ဒုဆိုတာရေမြုပ်ခဲပမာလိုပြန်တော့ရေမြုပ်ခဲရူပံဆိုရုပ်ကြီးကဖေနပိန္ဒုပဲဘာမှသိတတ်ဘူးပေါ့နော် ဟမ် ဝေဒနာဆိုတဲ့ကျွန်တော်တို့ဟိုစိတ်ချမ်းသာခြင်းပြင်းနှခြင်းမပြင်းနှခြင်း อืม စုဝေသောရေဘွက်ပမာပဲ อืม ဖေနပိန္ဒုပမံရူပံဝေဒနာပုပ်ပုတ်ထုဆိုတာကြီး อืม မရိစိကုပမာတင်ညာဒီကျွန်တော်တို့ရဲ့ဒီမှတ်ဉာဏ်နေရလဲပဲတန်လျက်လိုပဲလက်လိုက်ပြောက်လိုက်လက်လိုက်ပြောက်လိုက်ဒီကျွန်တော်တို့ရဲ့ဒီ neuron တွေပေါ့ဗျာဒီခုနောက်ထက်က อืม အာယုံကြောတွေအဲ့လိုပဲလုံလာတယ်တန်လျက်လို့ဖေနပိန္ဒုပမံရူပံဝေဒနာပုပ်ပုတ်ထုပမာမရိစိကုပမာတင်ညာသင်္ခါရာကတ္တလူပမာသင်္ခါရဆိုကျွန်တော်တို့ပြောလိုက်တယ်ဆိုလိုက်တယ်လှုပ်လိုက်တယ်ဆောင်းလိုက်တယ်ဟိုကောင်းတာကြီးဖြစ်သွားတယ်ဆိုးတာကြီးဖြစ်သွားတယ်ဒါတွေကငပြောတုံးကိုအခွန်ခွာတယ်လို့ပဲ อืม ပြီးတော့မှမာယူပမံဝိညာဏဆိုကျွန်တော်တို့ထိတွေ့သိနေတဲ့အာယုန်တွေခံစားမှုတွေကမရိစိတ်ကူဆိုတာsorry ဝိညာဏဘယ်ရောက်သွားလဲ sorry အဲ့ဒီအာယုန်သိမှုတွေကမာယာပဲဆိုတာအဲ့ဒါလေဒီဆရာတော်ဘုရားကြီးပြောတာပါကျွန်တော်ပြောတာလည်းကျွန်တော်မှတ်မိတယ်လို့ပြောအဲ့လိုမျိုးဒီအခင်းချင်းရဲ့ရော့ထွေးရှက်တင်နေတဲ့အနေထားမှာကျွန်တော်တို့ကကောင်းစေချင်တာတွေရှိတယ်မကောင်းဒီလိုပဲရှင်တန်ရင်လည်းပဲဒီလိုသွားနေကြတာ อืม ဆိုတော့ဟိုဘယ်လိုမျိုးနဲ့အသက်ထွက်သွားကောင်းနိုင်မယ်လို့ထင်တယ် အဲ့ဒါတေတာနဲ့ဆိုင်တယ် အဲ့ဒါမျိုးပဲကျွန် အဲ့ဒါ တော် တေတာနဲ့ဆိုင်တယ် ကျွန်တော် တေပုံတေနီးอ่ะတေစေတဲ့အကြောင်းတရားနဲ့လည်းဆိုင်တယ် ဟာ
သိပ္ပံပညာရပြောမယ်ဆိုရှင် ဟာ ဒီမှုကင်းဆရာဝန်တွေမှာ death certification ဆိုတာရှိတယ် ဟာ နော်သိပ္ပံရပြောမယ်အဲ့ဒါပါဆိုရှင်သူက death certification အချက်5ချက်ရှိတယ်အဲ့ဒီအချက်5ချက်ကဘာလဲဆိုတော့နံပါတ်1က no heart နှလုံးမခုန်အောင်နံပါတ်2က no respiration အသက်မရှိပါဘူး ဟာ နံပါတ်3က no pressure သွေးဖီက0ဖြစ်တယ်အပေါ်သွေးအောက်သွေးက0ဖြစ်သွားတယ် ဟာ နော်နံပါတ်4က no body heat ခန္ဓာကိုယ်ကအပူချိန်မရှိတော့မရှိတော့ ਨੇ atmosphere temperature နဲ့တထရာလည်းဖြစ်သွားတယ်အပြင်မှာအေးရင်လိုက်အေးတယ်အပြင်မှာပူရင်လိုက်ပူတယ်အဲ့လိုမျိုး material ဖြစ်သွားတယ်ရုပ်ဝတ္ထုဖြစ်သွားတယ်နောက်ဆုံးတစ်ခုက eye reflection တကယ်အင်းရဲ့တုံ့ပြန်မှုမရှိရတော့အဲ့အချက်5ချက်စုံမှတည်တယ်လို့ခေါ်တယ် ဟုတ်ကဲ့ ဟုတ်လားအဲ့အချက်5ချက်တပြိုင်နက်တည်းဖြစ်ဖို့ဆိုတာမလွယ်ဘူး ဟာ အဲ့တော့တေပုံတေနီးကမိစာခုံရေကမ်းပြီးတေးတာလားအက်ဆီဒင့်ဖြစ်ပြီးတေးတာလားဝေဒနာခံစားပြီးတေးတာလားဆိုတာရှိတယ် ဟာ နောက်တေဖို့အကြောင်းအရာစိတ်ဆော်မှုတွေရှိသေးတယ် ဟာ ဖြစ်တဲ့အကြောင်းอ่ะပေါ့ဟုတ်နော် ဟာ ဓာတ်ထုတ်ခံရလို့ရှိရင်ဘယ်ကိုထိုးမိရလဲပေါ့လေမူတည်သေးတယ်နှလုံးကိုထိုးမိရလားဟုတ်နော်အဲ့တော့တာမားပြင်ဓာတ်ထုတ်ခံရလို့ရှိရင်အက်ဆီဒင့်ဖြစ်လို့ရှိရင်သွေးလွန်ပြီးတေးတာ ဟာ သွေးလွန်ပြီးတေးလို့ရှိရင်ပရက်ရှာအရင်ကျသွားဟုတ်နော်သွေးကအပြင်ထွက်သွားတဲ့ကြောင့်အောက်သွေးမရှိတော့အောက်သွေး0အရင်ဖြစ်သွားမှာ ဟာ အောက်သွေး0ဖြစ်လို့ရှိရင်အပေါ်သွေးရတယ်0ပြန်ဆင်းကြသွားမှာ ဟာ ပထမဆုံးကတော့ခုနကပရက်ရှာအရင်ကျတယ် ဟာ ပြီးတော့မှနှလုံးကရက်တယ်ဟုတ်နော်ဒီတေတဲ့အဆင့်ပေါ့အဲ့တော့ပရက်ရှာအရင်ကျမယ်နှလုံးရက်နှလုံးရက်သွားပြီးလို့သွေးကမလဲပတ်တော့ဆိုရင် body heat ကဖြည်းဖြည်းချင်းနဲ့ခုနကပေါက်ခုနကတော့ atmosphere temperature တန်းဖြစ်သွားတယ်နောက်တစ်ခုကသူကသွေးစီးဆင်းမှုပေါ့နော်သွေးမလဲပတ်တော့ဘူးပေါ့ကွာသွေးကမလဲပတ်နိုင်မလုံမလောက်နဲ့လဲပတ်ရတယ်ပေါ့နော်ဟိုသွေးကစီးနေသေးတဲ့အချိန်မှာအသက်ရှူနှုန်းကအရင်တက်သွားလိမ့်မယ်ဘာကြောင့်တက်မလဲအောက်ဆီဂျင်မလုံလောက်တဲ့အခါမှာ ဟာ သူကဟိုပါပေါ့နော်ဟိုနှလုံးကဖြတ်ဆိုခုနလိုငားတွေလူးတယ်လို့မျိုးခုံမယ် ဟာ အသက်ကိုလည်းလှုပ်ရှူနေရတော့မှာဟုတ်ပြီနော် ဟာ အဲ့ဒီခံစားမှုတွေဖြစ်မှာအဲ့တော့အဲ့လိုမျိုးဖြစ်တဲ့အဆင့်ကဘယ်ကိုရောက်သွားမလဲအုံနောက်ရဲ့စီကိုရောက်သွားတာ ဟာ ဟုတ်နော်အဲ့ဒီခါကျတော့ခုနအုံနောက်ကနှလုံးကိုလည်း control မလုပ်နိုင်ဘူး control လုပ်ဖို့သူ့မှာ energy မရှိတော့ဘူးအဆုပ်ကိုလည်း control လုပ်ဖို့သူ့မှာ energy မရှိတော့ဟုတ်လားအဲ့လိုဖြစ်တဲ့အချိန်မှာအဲ့လူကဘာတစ်ခုမှကိုမခံစားဘူးတဲ့ခံစားမှုတွေဖြစ်တယ်တော့သူကအကြောက်တရားဝင်တယ် ဟာ ဟုတ်နော်အဲ့ဒါကအကြောက်တရားအကြီးကြီးနဲ့တည်ဆုံးတာတော့ဘယ်လို့မှကောင်းစရာအကြောင်းမရှိဘူး ဟာ အဲ့တော့ acid ညောင်မဲ့တည်ကင်ဆာယောဂဝေဒနာခံစားလို့ပဲတည်ဟုတ်နော်ယောဂကြောင့်တည်မလား acid ညောင်တည်မလားဒါမှမဟုတ်လို့ရှိရင်ခုနဟိုမိစာခုံရေခမ်းပြီးတည်မလားဆိုတာနောက်ဆုံးတော့မိစာခုံရေခမ်းပြီးတည်တာတော့အကောင်းဆုံးပေါ့ဟုတ်နော် ကျွန်တော်အဲ့လိုလောက်ကမထား မဟုတ်ဒါတည်တဲ့ဝေဒနာကိုပြောပြတာ ဘူးဝေဒနာကတော့ ဝေဒနာပြောပြတာဟုတ်နော်အဲ့တော့ဝေဒနာရှိရင်တော့အကြောက်တရားရှိမှာဝေဒနာမရှိဘဲနဲ့တည်လို့ရှိရင်တော့အကြောက်တရားနည်းနည်းနဲ့တည်လို့ရှိရင်တော့သူ့အတွက်နောက်ဆုံးထွက်တဲ့ရဲ့ခုနလိုပေါ့နော်သူပဋိစ္စသမုပ္ပါတရားပြောရှင်နောက်ဆုံးထွက်တဲ့မှာရှိတဲ့ကုသိုလ်ကောင်းမှုဆိုတဲ့ဥစ္စာကိုအတိစိတ်ဝင်နေသေးတာပေါ့အကြောက်တရားလွှမ်းမိုးရင်တော့သူလုပ်ခဲ့တဲ့ကုသိုလ်ဆိုတဲ့ memory ကိုပြန်ရောက်เสียအကြောင်းမရှိတော့ဘူး ဟာ ဟုတ်နော်အဲ့တော့ဘယ်လိုတည်တာပိုကောင်းမလဲဆိုရင်နံပါတ်1ကတော့ခုနမိစာခုံရေခမ်းပြီးတည်တာကောင်းမယ်နံပါတ်1ကမိစာခုံရေခမ်းတည်တဲ့ဥစ္စာတောင်မှသူ့ကိုယ်သူတည်တော့မယ်လို့သိခဲ့ရင်ဟုတ်ပြီနော် ဟာ အကယ်၍သူကလည်းဝိပဿနာရှုထားတဲ့လူတစ်ယောက်ဖြစ်ခဲ့မယ်ဆိုလို့ရှိရင်နော် ဟာ ဟုတ်ပြီနော်ဒီဝေဒနာကိုရှုရင်းနဲ့ဖြစ်စေဝေဒနာကင်းလွတ်အောင်ခုနဖလတ်သမပတ်တွေပါဒီဝင်စားရင်းနဲ့ဖြစ်စေတည်မယ်ဆိုရင်ကုသိုလ်ကောင်းမှုနဲ့တည်တဲ့သူဖြစ်မှာပဲနိဗ္ဗာန်ရောက်ခြင်းမရောက်ခြင်းကတစ်ပိုင်း ဟာ ဟုတ်ပြီနော် အဲ့ဒီဘာရောက်ဒီ time တို့ space တို့ travel တို့ဆိုတာတွေကဒါတွေကဒီသိပ္ပံလောကမှာခက်စားတာ ဟုတ် ခက်စားတဲ့ခါမျိုးမှာနေရပေါ့ဘုရားပြောတဲ့နိဗ္ဗာန်တော့နတ်ပြည်တော့တတ်နမတ်ရနေရဌာနတစ်ခုဖြစ်တယ် နိဗ္ဗာန်ဆိုတာနေရာထောင်တာတစ်ခုတော့မဟုတ်ပါဘူး ဟုတ်ပါဘူးဟိုသူစကလုံးထဲမှာတော့ပါနေတာ အဲ့လိုနေရာရှိတယ်ပြီးတော့နောက်တစ်ခုအချိန်ဆိုတာရှိတယ်ပြီးတော့အရွေ့ဆိုတာရှိတယ်
လူတွေဟိုရွေးလျာမှုနဲ့ motion ဆိုတဲ့အရွေးနဲ့က motion မရှိရင်ဘယ်နဲ့ဆရာပြောရတယ်လို့ပဲကလူသေးတယ်ဆို motion ရုပ်ရည်ရက်ဆိုင်ရ motion မရှိတော့တဲ့ခါမှာဆဲတွေလည်းဒုံးဆိုရက်သွားတယ် ဒါပါဒါ motion ရက် motion မရှိရင်တွေးလက်ပတ်မှုဆိုအစနတ်ပြောတယ် modern အမှန်တော့စွမ်းရင်0ဖြစ်သွားတာစွမ်းရင်ကျသွားစွမ်းရင်ကျသွားတဲ့အခါမှာခုနကတော့ပထဝီဒေဇောအာဘောပထဝီဆိုတာလည်းစွမ်းရင်ပဲအာဘောကလည်းစွမ်းရင်ပဲဒေဇောကလည်းစွမ်းရင်ပဲဝါယောကလည်းစွမ်းရင်ပဲအဲ့တော့စွမ်းရင်0ဖြစ်သွားတဲ့သဘောပဲစွမ်းရင်0ဖြစ်ရင်တော့ဒီမှာပဲအဲ့ပြီးတော့ဟိုမှာဗတိကုန်းတော့ကျွန်တော်မေးချင်တာနောက်ဆုံးလေး ပြော နည်းနည်းမြင်ရတယ် ရတယ် မမြင်ရလည်းမတတ်နိုင်တော့ဘူးကျွန်တော်မေးချင်လို့ပါပဋ္ဌာန်းကျမ်းပေါ်မှာတိုးဆုံးဘယ်လိုမြင်လဲအတိုးဆုံးလေးပါ24ပစ္စည်းကိုပြောရမလို့ပါဘူး နားလေတဲ့လောက်ကတော့ခုနကစိတ်နဲ့ရုပ်ရဲ့အပြန်လန်ဆက်သွယ်ချက်ဒီလားအဲ့ဒီဆက်သွယ်ချက်ရဲ့သဘောတရားကိုနားလည်အောင်ရှင်းပြတဲ့ပညာတစ်ခုလိုပဲမြင်တယ်လေ ဟုတ်ကဲ့ဒါပါပြီကျေးဇူးပါ ဟုတ်ပြီကိုယ်လည်းသိကျွမ်းတာမသိတယ်လို့ပြောပြကျွန်တော်လည်းနော်အဲ့ဒီ